မင်္ဂလာပါရှင်2025ခုနှစ်ဧပြီလ28ရက်တနင်္လာနေ့ RRB မြန်မာပိုင်းသတင်းစီစဉ်စတင်နေပါပြီ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကတော့မောင်နှောမြို့ပေါ်ရှိရိုဟင်ဂျာတို့ရဲ့နေအိမ်ချို့ကိုချိတ်ပိတ်ပြီးပိုင်ဆိုင်မှုတွေအားလုံးအေးအေးကယူဆောင်သွားဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ကျွန်မချယ်ရီဝင်းပါရှခိုင်ပြည်နယ်မောင်တော်မြို့မရှိရကနိုင်စင်ရှိကဒေါက်တာလမြခကမိုင်ရဲ့တုံးတက်တာအိမ်ကိုချိတ်ပိတ်ပြီးတကားပရင်ပေါကျင်းပေါင်မကျန်ပိုင်ဆိုင်မှုတွေအားလုံးဒီပါကိုရခိုင်လက်နက်ကိုင် AAULA ကဧပြီလ25ရက်နေ့ကတီပါကားလေးစီးဖြစ်ယူဆောင်သွားနေပြီဖြစ်ကြောင်းမြို့ခံတွေကဆိုပါတယ်မောင်တော်ရင်လူသိများတဲ့နိုင်စင်ရှိကဒေါက်တာလမြခကမိုင်ရဲ့တုံးတက်တာအိမ်ကိုဧပြီလ12ရက်နေ့တွင်AAULA ကချိတ်ပိတ်ပြီးနောက်ဧပြီလ25ရက်နေ့ကတသားတချို့နဲ့အကျူရရှိတအုပ်ကိုယ်တိုင်ရောက်လာပြီးဆရာဝန်ရဲ့တိုင်မှာရှိတဲ့ရေခဲတက်တာလျှက်စစ်မီတာအင်သုံးပရိပကောပစ္စည်းစေကန်သုံးကရိယာသစားပလာတွေဗီဒီယိုတွေအပါအဝင်တကားပရင်ပေါကျင်းမမကြံကုန်ယူသွားနေပါပြီ။ထို့ပြင်ဆရာဝန်ရဲ့တိုင်အောက်ကတားကပိုင်ဆိုင်တဲ့ဆောက်လုပ်ရေးပစ္စည်းဆိုင်ကိုရောင်တွေကိုဖောက်ထွင်းပြီးဘီလက်မြေတန်းကြောင်ဆောက်လုပ်ရေးပစ္စည်းတွေအားလုံးကိုအေးရရှိကြီးကိုရိုင်းတီပါကားလေးစီးပေါ်တင်ပြီးမောင်းတော့3မိုင်ဘက်သို့ဧပြီလ25ရက်နေ့တောက်ကြနေတွင်ယူဆောင်သွားနေပြီဖြစ်ကြောင်းမျက်မြင်သက်သေတွေကပြောဆိုပါတယ်။ထို့ပြင်တပ်ဖွဲ့ဝင်တွေကမောင်းတော့မြို့ကိုထိန်းချုပ်ထားတဲ့ကာလအတွင်းမှာရင်ဂျာတွေရဲ့နေအိမ်တွေဆိုင်တွေကုန်နေပါဖောက်ထွင်းခံလာရခဲ့ပါတယ်။ရင်ဂျာပန်ရှင်တွေကဆိုင်တွေမှာခတ်ထားတဲ့တောက်လောက်တွေကိုချိုးဖျက်ပြီးပစ္စည်းတွေကိုယူသွားတယ်။ဆိုင်တွေမှာလိုအပ်တာပစ္စည်းတွေကိုယူသွားပြီးနောက်ကတော့ခလောက်တလုံးစီခတ်ထားတဲ့အပေါ်ရမြင်တာနဲ့ဘာတစ်ခုမှဖြစ်ခဲ့တာမထင်ရဘူးဆိုင်တွေထဲဝင်ကြည့်ရင်ပစ္စည်းဥဒ္ဓမအလုံးနေပါပျောက်ဆုံးနေတယ်တချို့မှာတော့လိုအပ်ကြတွေသွားပြီးနောက်ထပ်ဝက်ခတ်ပစ္စည်းတွေခိုးယူခဲ့ရတဲ့အုတ်နီယံမှာကတ်ကြွယ်ထားတဲ့လျှက်စစ်ကြိုးတွေနဲ့အုတ်နီယံတွေကတကားကျင်းမောင်တွေပါမကြံဖြုတ်ယူသွားတာပါဖြုံးမရတာတွေကိုဖျက်ဆီးခဲ့ပါတယ်။လျှက်စစ်မီတာတွေဆိုလာပြားတွေမီးစက်တွေဘက်ထရီတွေတချို့နေတွေကအမိုးသွတ်တွေကောင်းလာဆိုရင်လည်းဖြုတ်ခိုးသွားပါတယ်။အိမ်သုံးဆောင်ပစ္စည်းတွေဥက္ခပကံတွေအိမ်အောင်ပြိဘောကပစ္စည်းတွေပါဆိုပါမှမရှိတော့အောင်ကိုခံလာရတာပါ။အဆက်စရကိုလိုနီပါဆုံးရှုံးခံခဲ့ရတဲ့ဒေသခံတွေကြပြူတွေနဲ့လည်းမထူနိုင်အောင်ရွေးချက်ရှိဖောင်းနှုတ်ခွေဖျက်ဆီးလိုက်ခဲ့တာဒီပေါ်အခြေအနေကခက်ခဲမျိုးစုံနဲ့ရုံခန့်နေကြရတဲ့အတွက်အနာဂတ်ဘဝကိုတုံ့ညံဘဝမှာစတင်ရတော့မယ်လို့မောင်နှောမျိုးခံတွေကပြောကြားခဲ့ပါတယ်